ကန်အိုရဲ့စစ်စင်ရေးကြီးကိုအပြောင်းလဲဖြစ်စေနိုင်တဲ့ဗမော်မျိုးသိန်းတိုက်ပွဲကချင်စစ်ရေးအခြေအနေစီရေးသုံးသက်ချက်ကချင်လူလိုက်ရေးအဖွဲ့ကန်အိုဘဟုဌာနချုပ်တည်ရှိတဲ့လိုင်စာမြို့အပါအဝင်ကချင်ပြည်နယ်ရဲ့မြို့နယ်15ခုမှာစစ်ကောင်စီနဲ့ကချင်လူလိုက်ရေးတပ်မတော် KIA မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကြားပြီးခဲ့တဲ့3လအတွင်းပုံသဏ္ဍာန်အမျိုးမျိုးနဲ့တိုက်ခိုက်မှုတွေရှိခဲ့တာကိုစောင့်ကြည့်တွေ့ရှိရပါတယ်စစ်ကောင်စီဘက်ကအများဆုံးတိုက်ခိုက်ခဲ့တဲ့ပုံသဏ္ဍာန်ဟာလေကြောင်းပုံကျဲတိုက်ခိုက်မှုဖြစ်ပါတယ်KIA နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကပြီးခဲ့တဲ့နှစ်ဒီဇင်ဘာ4ရက်နေ့မှာမန်စီနဲ့ဗမော်မျိုးသိန်းစစ်စင်ရေးကြီးကိုတပြိုင်နက်စတင်ခဲ့တဲ့ထိုးစစ်ကလွှဲရင်အခြားထိုးစစ်စင်စာမျက်နှာဖွင့်ခဲ့တာကိုကချင်ပြည်နယ်အတွင်းမှာမတွေ့ရပါမန်စီမျိုးကိုတော့ဒီနှစ်ဇန်နဝါရီ10ရက်နေ့မှာအပိတက်သိမ်းပါရရှိခဲ့ပေမဲ့ဗမော်မျိုးကိုသိမ်းပါရရှိဖို့ရန်အတွက်ကြံရှိနေပါသေးတယ်။အေယာဝရီမြစ်ရဲ့အရှိတ်ဘက်ကမ်းဘေးမှာတည်ရှိတဲ့ဗမော်မျိုးသိန်းတိုက်ပွဲကိုခုခံနေရတဲ့စစ်ကောင်စီဟာမြကြီးနားနဲ့ဝိုင်းမော်မျိုးအနီးတစ်ဝိုက်နယ်မြေတွေမှာစစ်ရေးလှုပ်ရှားမှုများခဲ့တာကိုတွေ့ရပါတယ်။မြကြီးနားနဲ့ဝိုင်းမော်မျိုးဟာဗမော်မျိုးကနေအေယာဝရီမြစ်ဖျားပိုင်းမှာတည်ရှိပြီးဗမော်မျိုးကိုသွားမယ်ဆိုရင်ရေလန်းကုန်းလန်းနဲ့တွဲတွာလာလှုပ်ရှားလို့ရတဲ့လမ်းကြောဖြစ်ပါတယ်။ဒါပေမဲ့အေယာရီမြစ်ကြောင်းလမ်းနဲ့မြကြီးနားဝိုင်းမော်ဗမော်လမ်းတွေကို KIA နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေကထိန်းချုပ်ထားတဲ့အခြေအနေတွေကြောင့်စစ်ကောင်စီအတွက်တော့လမ်းကြောတွေဖျက်တောက်ခံနေရတဲ့သဘောဖြစ်ပါတယ်။ဒေသကြီး3ခုအတွက်ပြူဟာကြားတဲ့ဗမော်မျိုးဟာကချင်ပြည်နယ်ရှမ်းပြည်နယ်နဲ့စကိုင်းတိုင်းဒီဒေသကြီး3ခုအတွက်အရေးကြီးတဲ့ဆုံးချက်နေရာဖြစ်ပါတယ်။ဗမော်မျိုးဟာအဲ့ဒီလိုအချက်အချာကြတဲ့မျိုးဖြစ်ပြီးကချင်ပြည်နယ်ရဲ့ဒုတိယမြို့တော်လည်းဖြစ်ပါတယ်။စကိုင်းတိုင်းနဲ့ကုန်းလန်းရေလန်းနဲ့တွဲကုန်းတွဲတွာလာလို့ရပြီးလေရင်ကွင်းရှိတဲ့မြို့ဖြစ်တဲ့အပြင်နေဆက်ကုန်းတွဲရေးမြို့လွယ်ကျဲနဲ့ KIA ဌာနချုပ်လိုက်စာမြို့တို့နဲ့လည်းမိုင်40နဲ့50ဝန်းကျင်မှာတည်ရှိပါတယ်။ဒီလိုပထဝီဝင်အနေအထားတွေကြောင့်စစ်ရေးအတွက်ဗျူဟာကျတဲ့မျိုးဖြစ်ပြီးတော်လိုင်းရေးအဖွဲ့တွေရဲ့ထောက်ပို့လမ်းကြောအတွက်ဗမော်မျိုးဟာအဓိကကျလာတဲ့မျိုးဖြစ်ပါတယ်။စစ်ကောင်စီအတွက်လည်းစစ်စင်ရေးကိုကဲမှုဌာနချုပ်စကခ21အခြေစိုက်ရာမျိုးဖြစ်ပါတယ်။စကခ21ဟာရှမ်းပြည်နယ်မြောက်ပိုင်းကမဘိန်းနဲ့မိုးမိတ်မြို့အထိကိုကဲနေတဲ့စစ်စင်ရေးကိုကဲမှုဌာနချုပ်ဖြစ်ပါတယ်။ဒါကြောင့်ဗမော်မြို့ကိုလက်လွတ်သွားခင်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မဘာခါဟာရှမ်းမြောက်နဲ့လည်းအဆက်ပြတ်သွားမှာဖြစ်ပြီးစကိုင်းတိုင်းနဲ့ကချင်ပြည်နယ်အတွက်လည်းခံတပ်မျိုးတစ်ခုကြာရှုံးသွားတဲ့သဘောဖြစ်ပါတယ်။ KIA အတွက်လည်းစကခ21အခြေစိုက်တဲ့ဗမော်မျိုးကိုအပြည့်သက်သိမ်းပိုက်နိုင်မှာတာအရာဝရင်းမြေအရှိတ်ဘက်ကမ်းမှာသိမ်းပိုက်ထားခဲ့တဲ့နေမြေတွေကိုဆက်လက်ထိန်းချုပ်နိုင်ဖို့အတိုင်းအတာတစ်ခုထိစိတ်ချရမယ်တဘောဖြစ်ပါတယ်။နောက်တစ်ခုကဗမော်မျိုးကိုအပြည့်မသိမ်းပိုက်နိုင်တဲ့ရင် KIA အတွက်အခြားစစ်စင်ရေးစာမျက်နှာတွေဖွင့်နိုင်ဖို့အခွင့်မသာသေးသလိုမြန်မာပြည်အညာဒေသကတော်လှန်ရေးအင်အားစုတွေနဲ့ထိထိရရပူးပေါင်းဆောင်ရွက်နိုင်ဖို့လဲခက်ခဲနေအောင်မဲ့အခြေအနေဖြစ်တယ်လို့သုံးသပ်ရပါတယ်။အထက်မှာဖော်ပြထားတဲ့အတိုင်းဒေသကြီး3ခုရဲ့ဆုံးချက်နေရာဖြစ်ပြီးဗျူဟာကျနေတဲ့ဗမော်မြို့မှာအခြေစိုက်တဲ့စကခ21ကိုပင်မတိုက်ခိုက်ရေးတပ်ရင်းတွေဖြစ်တဲ့ခြေလျင်တပ်ရင်းပေါင်း9ရင်းချင်းမြန်တပ်ရင်းပေါင်း9ရင်းစုစုပေါင်းတပ်ရင်း10ရင်းနဲ့ဖွဲ့စည်းထားတာကိုစစ်ရေးအချက်လက်တွေအရသိရပါတယ်။ဒီတပ်ရင်းတွေထဲမှာရှမ်းပြည်နယ်မိုးမိတ်မြို့အခြေစိုက်ခလာရ123နဲ့ခလာရ296တပ်ရင်းနဲ့ရင်းလဲပါဝင်ပါတယ်။အလားတူစစ်လက်ရုံးတပ်များဖြစ်တဲ့အမှတ်366အမြောက်တပ်နဲ့အမှတ်9006တန်ကြပ်ကတပ်ရင်နဲ့အခြေစိုက်ပါတယ်။ဒါအပြင်အခြားစစ်ကူလက်ရုံးနဲ့စစ်ကူလက်ရုံးဝန်ထမ်းတပ်ဖွဲ့ပေါင်း9ခုအထိဗမော်မြို့မှာတည်ရှိကြောင်းလေ့လာတွေ့ရှိရပါတယ်။ဒါကြောင့်ဗမော်မြို့ဟာအဆိုပါစစ်ကောင်စီရဲ့တပ်ရင်တပ်ဖွဲ့ပေါင်း19ခုအတွက်အဓိကကျတဲ့မြို့ဖြစ်ပါတယ်။ဗမော်မြို့ကိုဗဟိုပြုတဲ့စစ်ကောင်စီရဲ့ပင်မတိုက်ခိုက်ရေးတပ်ရင်းအရေးအတွက်ဟာမြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အခြေစိုက်တဲ့မြကြီးနားအခြေစိုက်တပ်ရင်းအရေးအတွက်ထက်တဆများနေတာကိုလေ့လာတွေ့ရှိရပါတယ်။မြကြီးနားမြို့မှာတော့စစ်ကူလက်ရုံးတပ်ရင်းတွေနဲ့စစ်ကူလက်ရုံးဝန်ထမ်းတပ်ဖွဲ့တွေအခြေစိုက်မှုများနေတာကိုတွေ့ရပါတယ်။မြကြီးနားမြို့ရဲ့အနောက်ဘက်ချမ်းမိုးကောင်းမြို့မှာအခြေစိုက်တဲ့အမှတ်3ခြေလျင်တပ်မဟာစကခ3ကိုတော့ပင်မတိုက်ခိုက်ရေးတပ်ရင်းဖြစ်တဲ့ခြေလျင်တပ်ရင်းနဲ့ခြေမြန်တပ်ရင်းပေါင်း9ရင်းနဲ့ဖွဲ့စည်းထားတာကိုလေ့လာသိရှိရပါတယ်။ဒီတပ်ရင်းတွေဟာအေယာဝရီမြစ်ရဲ့အနောက်ဘက်ချမ်းမှာရှိတဲ့မြို့တွေမှာအခြေစိုက်ပါတယ်။အထက်ကအချက်လက်တွေအရသုံးသက်ကြည့်ရင်စကခ21ရုံးဆိုင်တဲ့ဗမော်မျိုးဟာကချင်ပြည်နယ်အတွင်းစစ်အောင်နိုင်ရေးအတွက်တာမကလက်ရှိမြန်မာနိုင်ငံရဲ့လက်နက်ကင်တော်လှန်ရေးမှာနိုင်ငံအလဲပိုင်းအညာဒေသတိစစ်စင်ရေးတွေကိုအရှိန်အဟုန်နဲ့ဖော်ဆောင်နိုင်ဖို့အတွက်အခရာကြတဲ့မျိုးဖြစ်နေပါတယ်။ဒါအပြင်တော်လှန်ရေးတပ်ဖွဲ့တွေတင်ပိုက်ထားတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းကမြို့တွေကိုထိန်းချုပ်ထားနိုင်မှုအတွက်လည်းအရေးပါနေတာကိုသုံးသပ်တွေ့ရှိရပါတယ်။ဗမော်မြို့သိမ်းတိုက်ပွဲမှာတွေ့လာရတဲ့စစ်ကောင်စီရဲ့တိုက်ခိုက်မှုများ
ဗမော်မျိုးသိန်းတိုက်ပွဲမတိုင်ခင်အထိစစ်ကောင်စီရဲ့ drone အုံပြုတိုက်ခိုက်မှုတွေကြောင့်တော်လှန်ရေးဘက်ကထူးထူးခြားခြားထိခိုက်ခဲ့တဲ့သတင်းတွေကိုမသိမတွေ့ခဲ့ရပါဘူး။မြေပြင်သတင်းကြားသိရတဲ့အချက်လက်တွေနဲ့သတင်းမီဒီယာတွေမှာဖော်ပြချက်တွေအရဗမော်မျိုးသိန်းတိုက်ပွဲမှာတော့စစ်ကောင်စီကနီးပညာမြင့် drone တွေနဲ့လေယာဉ်တွေကိုအဓိကအသုံးပြုပြီးခုခံတိုက်ခိုက်နေတယ်လို့သိရပါတယ်။စစ်ကောင်စီတပ်အသုံးပြုတဲ့ drone တွေဟာအနေအောက်ရောင်ကြီးဒါမှမဟုတ်အပူလိုင်းခြေရာခံညာကြီးစနစ်ပါဝင်တဲ့နီးပညာအဆင့်မြင့် drone တွေဖြစ်တယ်လို့သိရှိရပါတယ်။ဒါအပြင်လေကြောင်းတိုက်ခိုက်မှုကိုလည်းဗမော်မျိုးသိန်းတိုက်ပွဲမှာထူးထူးခြားခြားအသုံးပြုခဲ့တယ်လို့သိရပါတယ်။ကချင်ဝေးပြသတင်းလေးလာဆောင်ကြည့်ချက်တွေအရစစ်ကောင်စီဟာအရင်တိုက်ပွဲတွေမှာစခန်းလက်လွတ်ခါနေမှတာပြစ်ကူအနေနဲ့လေကြောင်းတိုက်ခိုက်မှုကိုအသုံးများခဲ့တာကိုတွေ့ခဲ့ရပါတယ်။ဗမော်မျိုးသိန်းတိုက်ပွဲမှာတော့လေကြောင်းတိုက်ခိုက်မှုဟာပြစ်ကူအနေနဲ့မဟုတ်ပဲအဓိကတိုက်ခိုက်ရေးအင်အားအဖြစ် drone စက်တက်လေထီတွေနဲ့တွဲဖက်အသုံးပြုပြီးပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်နေတယ်လို့သုံးသပ်တွေ့ရှိရပါတယ်။ခြားတစ်ဖက်မှာလည်း2024ခုနှစ်အတွင်းမှာ KIA နဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေတိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ AR မြစ်အရှိတ်ဘက်ကမှာရှိတဲ့စခန်းကုန်းတွေနဲ့မြို့ရွာအခြေစိုက်စခန်းတွေကနေစုခွာလာတဲ့တိုင်ရင်တပ်ဖွဲ့တွေအပြင်ရှမ်းမြောက်မဘိန်းနဲ့မုံမိတ်မြို့ကနေတက်ဆုတ်လာတဲ့တိုင်ရင်တွေအားလုံးဟာစကခ21ကိုကဲမှုအောက်မှာရှိနေပြီးတော့ဗမော်မြို့မှာအင်အားတွေပြန်လည်စုစည်းမိနေတဲ့အခြေအနေဖြစ်ပါတယ်။လက်ရှိဗမော်မြို့သိမ်းစစ်စင်ရေးလေးလပြည့်နေပြီဖြစ်ပါတယ်။ဗမော်တိုက်ပွဲမှာ KIA အပြင် KPDF PDF, ABSDF နဲ့ AA စတဲ့မဟာမိတ်တပ်ဖွဲ့တွေအပြင်အခြားတပ်ဖွဲ့တွေပါပူးပေါင်းပါဝင်တိုက်ခိုက်နေကြောင်းလည်းသိထားရပါတယ်။တိုက်ပွဲတွေအတွင်းဗမော်မြို့လေရင်ကွင်းအပါအဝင်ကာကင်းတပ်စခန်းတွေကိုသိမ်းပိုင်နိုင်ခဲ့ပြီးစကခ21ဗဟိုအထီထိုးဖောက်လာနိုင်ပြီလို့သိရပေမဲ့အထက်မှာဖော်ပြခဲ့တယ်လို့စစ်ကောင်စီက drone နဲ့လေရင်တွေကိုအဓိကထားခုခံနေတာကြောင့်အခြေအနေတွေဟာအပြောင်းလဲထပ်ရှိနိုင်သေးတယ်လို့သုံးသပ်ရပါတယ်။တိုက်ပွဲအတွင်းမှာတော်လှန်ရေးတပ်ဖွဲ့တွေဘက်က drone တွေကိုပစ်ချနိုင်ခဲ့တာရှိခဲ့ပေမဲ့စစ်ကောင်စီရဲ့ခုခံစစ်ကိုပြောင်းလဲသွားနိုင်တဲ့အထိမစွမ်းဆောင်နိုင်နေတာကိုတွေ့ရပါတယ်။ဒါအပြင်စစ်ကောင်စီဘက်ကအလံဖြူထောင်းတာအသေးပြောက်များတာမူရစ်စေဝါဒါမှမဟုတ်စိတ်ကိုပြောင်းလဲစေတဲ့စေဝါတွေကိုပေါ်ပေါ်တီတီတုံးဆွဲနေကြတယ်ဆိုတဲ့မြေပြင်သတင်းတွေထွက်ရှိနေပေမဲ့အတီးပြည့်ကိုခက်ခဲနေသေးတဲ့အခြေအနေဖြစ်ပါတယ်။ KIA နဲ့မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေဘက်ကလည်း2024ခုနှစ်ကထိုးစစ်ဆင်တိုက်ခိုက်မှုတွေနဲ့ရှင်ကျင်းမန်စီနဲ့ဗမော်မြို့သိမ်းတိုက်ပွဲမှာထိခိုက်ကြဆုံးမှုများနိုင်တယ်လို့နားလည်ရပေမဲ့အရေးအတွက်ကိုတော့တပ်ဆိုင်ရာအဖွဲ့အစည်းတွေဘက်ကထုတ်ပြန်တာမရှိသေးသလိုတိကျအတည်ပြုနိုင်ဖို့လည်းခက်ခဲပါတယ်။ဒါအပြင်ဗမော်မြို့သိမ်းတိုက်ပွဲအတွင်းအရက်သားထိခိုက်ဒေဆုံးမှုတွေများခဲ့တဲ့အပြင်ဘာသာရေးအဆောက်အအုံတွေနဲ့လူနေတိုက်တာအဆောက်အအုံတွေလည်းထိခိုက်ပျက်စီးမှုများနေတယ်လို့သိရပါတယ်။ကချင်ပြည်နယ်အရက်ဘက်အဖွဲ့အစည်းတွေကဗမော်တိုက်ပွဲ10ရက်မပြည့်သေးမီကတည်းကအရက်သားဒေဆုံးသူ30နဲ့ဒဏ်ရာရသူ100ကျော်ရှိတယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ဒေဆုံးသူအများစုဟာစီရေးပြစ်မှတ်နဲ့အရက်သားပြစ်မှတ်မရွေးတဲ့လေကြောင်းနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ဒေဆုံးခဲ့ရတယ်လို့ဆိုပါတယ်။ဒါအပြင်မြို့ကနေထွက်ခွာဖို့ကြိုးစားနေတဲ့ချိန်စစ်ကောင်စီစစ်သားတွေရဲ့ချိန်ရွယ်ပစ်ခတ်မှုတွေကြောင့်ဒေဆုံးခဲ့ရတဲ့သူတွေလည်းများတယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ခြုံကြည့်လိုက်မယ်ဆိုရင်စစ်ကောင်စီအတွက်ဗမော်မြို့ဟာကချင်ပြည်နယ်ကိုဆက်လက်ထိန်းထားနိုင်ရေးအတွက်အခရာကြတဲ့မြို့ဖြစ်တဲ့အပြင်မြန်မာပြည်အလဲပိုင်းအညာဒေသမှာတော်လှန်ရေးအဖွဲ့တွေရဲ့စစ်စင်ရေးကြီးတွေနဲ့မရင်ဆိုင်ရဖို့အတွက်လည်းအရေးပါတဲ့ခံတပ်မြို့ကြီးဖြစ်နေတယ်လို့နားလည်ရပါတယ်။စစ်ကောင်စီကမဆုံးမနစ်ဆက်လက်ခုခံကာကွယ်နေမဲ့သဘောရှိပါတယ်။ KIA နဲ့မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေအတွက်လည်းဗမော်မြို့ကိုအပြည့်မတက်နိုင်ပဲထားခဲ့မယ်ဆိုရင်ရှေ့ဆက်ရမယ့်စစ်စင်ရေးတွေဟာတန်နွားနိုင်ပါတယ်။